ပြောင်းမှုနှစ်ခုသုံးမယ်နော်ပြောင်းမှုနှစ်ခုသုံးတယ်မလုပ်မလဲဆိုကြည့်အောင်ဒီပြောင်းမှုရွက်ကလေးတွေရွက်ကလေးတွေယူထားမယ်နော်ယူစားမဟုတ်ပဲထုတ်လို့ပုံစံနဲ့ထုတ်သူ့ရွက်လေးနဲ့ပဲပြန်ထုတ်ကြည့်အောင်နော်ဆိုလီတာရဲ့ပြောင်းမှုလေထောင်းမယ်နော်ဆက်ရှိဆက်လေးနဲ့ကြိတ်လေးရတယ်ဒါပေမဲ့ဆက်မရှိတဲ့သူတွေလွယ်ဆုံးရုပ်စုံနဲ့လုပ်လို့ရတယ်ဆိုတော့လုပ်ပြရုပ်စုံတော့အိမ်တိုင်းရှိရလေးနော်ဆက်ကတော့အိမ်တိုင်းမရှိနိုင်ဆက်နဲ့ဆိုရင်မြန်တော့ပေါ့ဆက်ရှိလေဘာမှမဖြစ်ဘူးကျောင်းရုပ်စုံတည်တောင်းရုပ်စုံဒီလေးနော်လူမျိုးလေးဆိုရတယ်ကဲနော်လူကနေတော့စားတယ်လူနေတဲ့ခါကျရင်လည်းပဲလုပ်ပြအောင်နော်အများကြီးလုပ်ပြအောင်တုတ်အပေါင်းရတဲ့တဝက်ကြံတယ်ဒီတဝက်ကိုကျတော့ကြုံပြမယ်စီလေးနည်းနည်းလေးဒီဘက်ကပေါင်းမယ်ဒီမှာပေါင်းတယ်အိုးရေးထည့်ထားတယ်စိတ်လေးခံထားတယ်ဒီမှာတက်လိုက်မယ်ဖုံးလေးဖုံးလိုက်မယ်ကဲဒီဖုံးလိုက်မယ်ဒီဘက်မှာပေါင်းထားတာချန်လေးလေးတော့ကဒီမှာဒီတော့ဘုရားဒီဘက်မှာကြော်ပြမယ်ဒီလေးဒီလားဒီလေးနဲ့ကြော်ချမ်းစီအဲ့လိုလေနော်ချမ်းလာရေးလေးနဲ့ကြော်ဒီကပေါင်းထားတဲ့ဥစ္စာဘယ်လိုလဲချက်သိမ်းနော်ဝရရပါကျော်ရရပါနောက်ခုကပေါင်းထားရအောင်ကြည့်နော်တူတူဒီလိုလေးပါလူလေးဖွင့်လိုက်ရင်လေးကပေါင်းထားတာလေးကြော်ထားတဲ့ဟာအိနာအမမောင်နော်ရောင်းဖို့နဲ့ကောင်းညက်နဲ့ဒါပဲBye.